မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤနေစားပါအခုတင်ဆက်ပေးမယ့်သတင်းကတော့ NLD ထိပ်ပိုင်းခေါင်းဆောင်တအုပ်ဖြစ်သူဒေါက်တာမျိုးအောင်နဲ့ NLD လက်ထက်အစိုးရအဖွဲ့ဝန်ကြီးဟောင်းတချို့လူငင်းပြည့်ပြန်လည်လွတ်မြောက်လာတဲ့သတင်းဖြစ်ပါတယ်မက်လ2ရက်နေ့မှာကြာရောက်တဲ့တောင်သူလက်သမားနေအထိတ်မှတ်အနေနဲ့အစိုးရကပြည်ထောင်လူငင်းခွင့်ပေးတဲ့အတွက် NLD ထိပ်ပိုင်းခေါင်းဆောင်တအုပ်ဖြစ်သူဒေါက်တာမျိုးအောင်နဲ့ NLD လက်ထက်အစိုးရအဖွဲ့ဝန်ကြီးဟောင်းတချို့အကျဉ်းထောင်တွေကနေလွတ်မြောက်လာကြတာပါဒေါက်တာမျိုးအောင်ဟာ NLD ပါတီရဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင် CEC တအုပ်ဖြစ်တယ်လို့နေပြည်တော်မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးမက်လ2ရက်နေ့မှာရမဲသိန်းအကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့တာပါဒေါက်တာမျိုးအောင်နဲ့အတူ NLD အစိုးရလက်ထက်ကပြည်အောင်စုအစိုးရအဖွဲ့ရုံးဝင်ကြီးဖြစ်ခဲ့သူဦးမင်းသူလည်းရမဲသိန်းအကျဉ်းထောင်ကနေလွတ်မြောက်ခဲ့ပါတယ်ဒေါက်တာမျိုးအောင်ဟာအဂိလိုက်စားမှုအပါအဝင်ပုံမှန်5ခုဖြင့်ထောင်ဒဏ်15နှစ်ချမှတ်ခံရသူဖြစ်ပြီးဦးမင်းသူဟာအဂိလိုက်စားမှုအပါအဝင်အခြားသောပုံမှန်များဖြင့်ထောင်ဒဏ်10နှစ်ကျော်ချမှတ်ခံခဲ့ရသူပါသူတို့နှစ်ဦးစလုံးဟာ NLD ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ယုံကြည်အားကိုးခဲ့ရသူတွေဖြစ်ပြီးအစိုးရအဖွဲ့မှအရေးပါတဲ့ရာထူးတွေရရှိခဲ့သူတွေပါNLD အစိုးရလက်ထက်ရခိုင်တိုင်းကြီးအစိုးရအဖွဲ့တွေတာဝန်ယူခဲ့ကြသောလူမျိုးကြီးကြပ်ရေးနဲ့လူ့စွမ်းအရေးမြဲဝန်ကြီးဒေါ်မမိုးစုကြည်နဲ့စိုက်ပျိုးရေးမွေးမြူရေးတတော်နယ်စွမ်းအင်ဝန်ကြီးဦးဟန်ထွန်းတို့လည်းလွတ်ငင်းဖြင့်အင်းစိန်တောင်မှလွတ်မြောက်ခဲ့ကြပါတယ်။မကွေးတိုင်းကြီးလွတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဦးတာလည်းမကွေးဗဟိုအကျဉ်းထောင်ကနေလွတ်မြောက်ခဲ့ပါတယ်။အကြမ်းဖက်တပ်ဖြတ်ရေးဥပဒေများဖြင့်တရားရုံးအသီးသီးတွင်တရားရင်ဆိုင်နေရသူများအမှုပွင့်ခံရသူ12489ဦးကိုလည်းအစိုးရကအမှုပိတ်သိမ်းပေးခဲ့ပါတယ်။ရာဇဝတ်ကျင့်တော်ဥပဒေပုံမှန်400ပုံမှန်ခွဲ1အရာအကျဉ်းသားအကျဉ်းသူ2825ဦးကိုလည်းနောက်တော့ရည်မှုထမှန်ကျူးလွန်ပါကယခုကြက်ခရန်ကြံရှိသောပြည်ထံများကိုပါဆက်လက်ကြက်ခရမည်ဟုသောစီကံချက်ဖြင့်လုံငင်းခွင့်ရခဲ့ကြပါတယ်။မလ2ရက်နေ့မှာကြာရောက်တဲ့တောင်သူလက်သမားနှင့်အထိမ်းအမှတ်အနေဖြင့်အကြမ်းဖက်တပ်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ပုံမှန်52ကာကြီးအကျဉ်းသားအကျဉ်းသူ9339ဦးအပါအဝင်စုစုပေါင်း1000ကျော်ကိုအစိုးရကလုံငင်းချမ်းသာခွင့်ပြုခဲ့တာဖြစ်ပါတယ်ရှင်။